တင်ကကိုဥပဒေလိုက်နာတဲ့လူကောင်းတယောက်လို့ထင်နေတယ်မလားဒါပေမဲ့တင်မသိလိုက်ပဲနေတိုင်းဥပဒေချိုးဖောက်နေမိနိုင်တယ်လို့ပြောရင်ကောအန်ဒီရမရှိဘူးလို့ထင်ရတဲ့တာမန်နီးစင်အပြုမှုလေးတွေကတချို့နေရာတွေမှာတရားမဝင်ပါဘူးအချက်တစ်သူများ Wi-Fi ကိုခိုးသုံးခြင်းတငယ်ချင်းအိမ်ရောက်လို့ဖုန်းက Wi-Fi ကိုအလိုလေးရောက်ချိသွားတာပြဿနာမရှိဘူးလို့ထင်ရပြီမဲ့နိုင်ငံတော်များများမှာခွင့်ပြုချက်မရှိပဲသူများ Wi-Fi သုံးတာဟာဟက်ကာတွေကိုညက်ကိုဖောက်ထွင်းတာနဲ့အတူတူပါပဲအချက်နှစ်တချင်းနဲ့ရုပ်ရှင်တွေကိုအလကားဒေါင်းလို့ဆွဲခြင်းကျွန်တော်တို့အားလုံးတစ်ချိန်မဟုတ်တစ်ချိန်တော့လောက်ဖူးကြမှာပါဒါပေမဲ့ခွင့်ပြုချက်မရှိပဲ copyright ပါတဲ့အရာတွေကိုဒေါင်းလို့ဆွဲတာဟာဥပဒေနဲ့မလွတ်ကဲမှာဘူးအချက်သုံးခွင့်ပြုချက်မရှိပဲဗီဒီယိုခိုးရိုက်ခြင်းရဲစရာဖြစ်ဖြစ်ရန်ဖြစ်နေတာဖြစ်ဖြစ်တငယ်ချင်းတွေကိုပြောက်ကျင်လို့ခိုးရိုက်ဘူးလားကာယကံရှင်မသိပဲရိုက်တာအထူးသဖြင့်တီးတန့်နေတာဒီမှာရိုက်တာဟာကိုရေးပတ်တာကျူးယုံမှုဖြစ်သွားနိုင်ပါတယ်အချက်လေးသူများပုံသုံးမဟုတ်ဗီဒီယိုကိုပြန်တင်ခြင်း reposting marketing meme တွေပုံတွေကိုကိုဟာလိုမျိုးပြန်တင်တာဟာနီးပညာအရာမူပိုင်ခွင့်ခိုးယူခြင်းပါပဲအချက်ငါကိုမပိုင်သေးတဲ့ပစ္စည်းကိုရောင်းခြင်း concept လက်မှတ်တွေ pre-order ပစ္စည်းတွေကိုကိုလက်ထဲမရောက်သေးပဲကြိုရောင်ဖူးလားအဲ့ဒါကဝယ်ယူကိုလိတ်ချတာရောက်လို့နေရာတော်တော်များများမှာလိမ်မာမှုအဖြစ်သတ်မှတ်ပါတယ်အချက်6 crack software များအသုံးပြုခြင်း free ရတဲ့ cracked windows တွေ photoshop တွေဟာခိုးယူထားတာဖြစ်တယ်လို့တင့် data တွေကိုခိုးယူမဲ့ malware တွေလည်းပလာတတ်ပါတယ်အချက်9ရင်ကျော်စည်းကမ်းအသေးလေးတွေချိုးဖောက်ခြင်းလူကူးမင်းကြားမဟုတ်တဲ့နေရာကကူးတာကောင်းမောင်းနေရင်ဖုံးချိတာတွေကလူတိုင်းလုံနေတာပဲဆိုပြီးဒဏ်ရိုက်ခံရတာနဲ့ကင်းလွတ်ခွင့်မရပါဘူးအချက်10 random ပုံတွေကို thumbnail တော့မဟုတ် ad တွေမှာသုံးခြင်း Google ကနေပုံတွေကိုဒီတိုင်းဆွဲယူပြီး YouTube thumbnail တွေမှာသုံးရင်မူပိုင်ခွင့်ညှိပြီး channel ပါအပိတ်ခံရနိုင်ပါတယ်အချက်ကို Netflix နဲ့ Spotify password များကိုမျှဝေသုံးစွဲခြင်းကိုယ့်ရဲ့ password ကိုမျှဝေတာကကုမ္ပဏီရဲ့စီးမြန်းတွေကိုချိုးဖောက်တာထက်ပြီးအခုဆိုတော်တော်များများကစပြီးတင်းကျပ်နေပါပြီအချက်30ခွင့်ပြုချက်မရှိဘဲသူများအချက်လက်တွေကောက်ယူခြင်းကျောင်း project ဒါမှမဟုတ်လုပ်ငန်းအတွက်နာမည်နဲ့ email တွေကိုခွင့်ပြုချက်မတောင်းဘဲစုဆောင်းတာဟာကိုရေးပါတာဥပဒေကိုချိုးဖောက်တာပါအချက်7ဗီဒီယိုတွေမှာ credit မပေးဘဲသချင်းနဲ့ clip တွေသုံးခြင်း second အနည်းငယ်ပဲထိခွင့်ပြုချက်မရှိဘဲသုံးမိရင် YouTube copyright board တွေကတင်း channel ကိုဒဏ်ခတ်ပါလိမ့်မယ်အချက်7သူများဖုန်းထဲက message တွေဖတ်ခြင်းချစ်သူတငယ်ချင်းမိသားစုပဲဖြစ်ဖြစ်ကာယကံရှင်မသိပဲဖုန်းထဲက message တွေဝင်ဖတ်တာလဲဥပဒေအရာပြစ်မှုမြောက်ပါတယ်ကဲဒီအချက်တွေထဲကအနည်းဆုံးတစ်ချက်ကိုတော့တင်ဒီနေ့ပဲလွတ်မိနိုင်ပါတယ်တင်ကရာဇခွင်ကောင်မဟုတ်ပါဘူးကဘာကြီးမှာကျွန်တော်တို့မသိတဲ့မျက်မြင်မထွင်ဥပဒေလေးတွေအများကြီးရှိနေလို့ပါဒါဆိုဒီထဲကဘယ်အချက်ကတင့်ကိုအံ့ဩစွာစေခဲ့သလဲ comment မှာရေးပေးခဲ့ပါအောင်လူတိုင်းတစ်ခုမဟုတ်တစ်ခုတော့လှုပ်ဖူးကြမှာပါတေးကြပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအပတ်စဉ်ကြည့်ကျင်တယ်ဆိုရင် Brainwave ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်